ဂျပန်မှာကျောင်းတက်ရတာပျော်ဖို့ကောင်းတယ်လို့တွေးမိစေနိုင်တဲ့အကြောင်းအရာတွေပြောပြမယ်ပေါ့နော်နံပါတ်1ကိုယ့်ရဲ့ live ကိုကိုယ်တိုင်စိတ်တန်းကြပုံဖော်နိုင်ခြင်းပေါ့လူတဘာဝရပေါ့နော်ကိုယ့်ရဲ့ live ကိုလာပြီးတော့ဟိုဟာလုပ်ပါဒီဟာလုပ်ပါလာပြောနေလို့ရှိရင်ဘယ်သူမှမကြိုက်ဘူးပေါ့နော်အဲ့တော့ကိုယ့်ဟာနဲ့ကိုယ်ကြောင်းတက်တဲ့အခါတယောက်တည်းနေတဲ့အခါကိုယ့်ရဲ့ live ကိုကိုက 100% စီမံပိုင်ခွင့်ရှိရပေါ့နော်နံပါတ်2ချက်ကတော့ငွေရေးကြေးရေးရကိုချတော့ဖို့ကိုရက်တည်နိုင်ခြင်းပေါ့နော်ဒါကကြတော့လေ 100% ကြီးကျောင်းလာကတဲ့ကုန်ကြစရိတ်တွေအကုန်လုံးကိုကာဗာလုပ်နိုင်တယ်လို့ပြောချင်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကာဗာလုပ်နိုင်တဲ့သူတွေလည်းရှိတယ်အဓိကကြတော့ဒီမှာကကျောင်းသားတစ်ယောက်ကို28နာရီဒီဘက်မှာ28နာရီလုပ်ခွင့်ရှိရဖြစ်တဲ့အတွက်အဲ့ဒီအချိန်တော့တွင်မှာကိုကအလုပ်လုပ်ပြီးတော့ကိုကဝင်ငွေတစ်ခု income တစ်ခုရှာနိုင်တာဖြစ်တဲ့အတွက်ဒီလိုမျိုး financially ရကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဝင်ငွေတစ်ခုရှာနိုင်နေဆိုတဲ့အနေအထားကိုရောက်နေရဖြစ်တဲ့အတွက်ကိုကဒီစိတ်ကျဉ်နှံမှုတစ်ခုတော့ရတယ်ပေါ့နော်နံပါတ်3ချက်ကကြတော့ international environment မှာအကြောင်းတက်ခွင့်ရတဲ့အတွက်ပေါ့နော်ကိုကမတူညီရဲ့နိုင်ငံအသီးသီးကလူတွေနဲ့တွေ့ဆုံခွင့်ရပြီးတော့သူတို့ရဲ့အတွေးခေါ်တွေအယူဆတွေနောက်ပြီးတော့လို့ရှိရင်သူတို့ရဲ့ culture တွေသူတို့ရဲ့ language တွေဒီလိုမျိုးအရာတွေလေ့လာခွင့်ရရပေါ့နော်ဒါကလည်းတစ်ချိန်ကြာလို့ရှိရင်ကိုကဒီလိုမတူညီရဲ့တငယ်ချင်းမိတ်ဆွေပေါင်းတင်နေလောက်ခဲ့ပါရဲဆိုတာကိုပြန်ပြောပြနိုင်တယ်လို့ဒီတခြားလုံးမှာရခဲ့တဲ့အတွေ့အကြုံတွေကိုတကယ်ကိုအလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်နာဂတ်မှာပေါ့နော်ပြန်ပြီးတော့အသုံးချနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျောင်းမှာအများဆုံးဖြစ်တဲ့ပွဲလန်းသမင်ပေါ့နော်ပွဲလန်းသမင်တွေကအရန်များတာဖြစ်တဲ့အတွက်တခြားလူတွေကကြည့်မယ်ဆိုလို့ရှိရင်အရန်ပြောစရာကောင်းတယ်လို့ထင်မယ်ပေါ့နော်overall ပြန်ပြောရမယ်ဆိုလို့ရှိရင်ပျော်စရာကောင်းတဲ့အချက်တွေလည်းရှိသလိုစိတ်ညစ်ရတဲ့အချက်တွေလည်းရှိပါတယ်မကောင်းတဲ့အချက်တွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒါတွေကိုတော့နောက်ဗီဒီယိုမှာပြောပြပါတော့မယ်ရှင်တတ်တာ